အားလုံးပဲမင်္ဂလာပါကျွန်တော်အခုချိန်မှာလေထိုင်လေးပြပေးပါမယ်သူကနှစ်တိုင်းမှန်လာနေတာနှစ်တိုင်းမှန်လာနှစ်ဒီ6ဆိုနှစ်ဆိုရင်ဒီကနန်းပဲပေးရမယ်ပုံစံလိုမျိုးတော့သူကလေထိုင်ပြီးပြီတော့ဘယ်လိုပေးမှလဲဆိုတော့လေးပါဒီ96ချိန်ရဲ့ဒီ6ချိန်ထွက်ကနန်း6ချိန်ထွက်ကနန်းရဲ့အလေထိုင်ရဲ့အပိတ်ရဲ့ပါဝါကိုဒီမှာအလေထိုင်ကြရမယ်ဟောဒီမှာ353ဆိုတော့9ပါဝါ3ရ3ပါဝါရှိ353ရှိလေဟောဒီမှာ3ရအနေနဲ့လာတယ်353ရှိလေကဲ86ဟဲ့မှာလေဒီနေ့လေးနှစ်ပါဝါခွန်4ပါဝါကိုနှစ်ခွန်4ကိုဟဲ့မှာခွန်လေမခွန်လေဒီထားရဲ့6အဲ့မှာခွန်6ပါဝါ1 5ပါဝါ3ရအမှာ9လေလာပြီအမှာ6ခုနှစ်6ချိန်တော့ကနန်း6ပါဝါ1 5ပါဝါ3ရ6 1 5 3ရလေ9လာတယ်โอเคတော့ special ပေးရတော့ဟဲ့မှာလေနှစ်ပါဝါခွန်3ရပါဝါ9နှစ်ခု9 3ရအဲ့မှာလာတယ် special ပဲနော်အဲ့မှာလာပြီ6ချိန်ဒီပါဝါ6 4ပါဝါ9ဒီ6 4 9ရဒီ6 4 9ကဲဒီချိန်မှာဒီ6 4 9ကျွန်တော်တစ်တလုံးဒီ6လည်းအားနေဒီ4လည်းအားနေ9လည်းအားနေတစ်အလေစောင်းကောင်းတယ်နီးလေးပြပေးမယ်တစ်လေအဲ့အနီးအရင်ဆုံးနေနဲ့ကျွန်တော်တစ်လုံးပိုင်နေအရင်ဆုံးပြပေးမယ်သူကအဲ့ထိတ်စီးရဲ့အလေထားရဲ့ဒီနောက်ပိတ်ရဲ့ပေါင်းချင်းနှက်ခတ်ခေါ်လုံးပိုင်ပေါ့ဒီမှာဆိုတော့ဒီခွန်ရဲ့3ညရဲ့ဆိုတော့ခွန်ဒီနောက်ပိတ်ရဲ့ဆိုတော့9ပေါင်အခုနှက်ခတ်6လိုက်ဒီနှလုံးပေါင်းကလည်းဒီရှင်းနှလုံးပေါင်းက6ဒီ9နဲ့ပေါင်းတော့9နှက်ခတ်3လိုက်ဒီနှလုံးပေါင်းက8ဒီ3နဲ့က1နှက်ခတ်8လိုက်ဒီနှလုံးပေါင်းက1ဒီ6နဲ့ကခွန်နှက်ခတ်3ရလိုက်အဲ့864ရဲ့9က3နှက်ခတ်5လိုက်3ရဲ့3ရဒီ4ရဲ့ပေါင်းတော့4နှက်ခတ်2လိုက်ဒီမှာ6ဒီ6ရဲ့8နှစ်ရဲ့ပေါင်းတော့8နှက်ခတ်1အဲ့မှာ1လာမယ်ပုံစံပေါ်နေတယ်အများကြီးပဲကျွန်တော်အဲ့ site အများကြီးညှိနေ1က1လေတိုင်းကျွန်တော်ဘာလို့ရွေးလဲဆိုအများကြီးရှိကျွန်တော်နည်းနည်းလေးဒီမှာ9ကလေလို့ထောက်ပြီးဟောဒီမှာတပင်ချာဒီမှာ1လေအနေနဲ့ပေးရမယ်အဲ့လိုမျိုးဒီမှာ9ကလေရှိပြီဒီမှာနောက်မှာလည်းဒီလို1လေပေးရဒီမှာ1လေရှိပြီတပင်ချာဟောမှာ9လေပေးရဒီ9လေရှိပြီဟောဒီနောက်မှာ1အများကြီးပေါ့ကျွန်တော်ဒီချိန်မှာဒီ8ချိန်မှာငါးထိတ်1လေအရင်ကောင်းနေတယ်ကဲကျွန်တော်တလုံးပြောင်းနေလဲညှိနေရပေါ့1လေထိုင်ပါအားလုံးပဲကြီးစုရဲ့အတွက်ကြီးစုတင်ပါတယ်